အားလုံးပဲမင်္ဂလာပါမြောက်ဦး entertainment ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာဒေါ်နယ်ထရန့်ဟာအမေရိကန်သမ္မတအဖြစ်နောက်တစ်ကြိမ်တရားဝင်ကြံသစ္စာဆိုခဲ့ပြီးတော့အဲ့ဒီနေ့နိုင်ငံတော်ကိုသူပြောကြားတဲ့ယာဒူးတက်အဖွင့်အမှားစကားမှာသူဟာအမေရိကန်ပေါ်မှာထားရှိတဲ့သူ့ရဲ့မျှော်မှန်းချက်တွေနဲ့လာမယ့်၄နှစ်တာအတွက်ရည်မှန်းချက်တွေကိုချပြခဲ့ပါတယ်အဲ့ဒီမှာပနာမတူးမြောင်းကိုအမေရိကန်ကပြန်လည်ထိန်းချုပ်ဖို့ဆိုတာကလည်းပါဝင်ပါတယ်သူရဲ့ဂုံယူရာဆုံးအမွေအနှစ်ဟာငင်းချမ်းရေးဖော်ဆောင်သူနဲ့စီလုံးညီညွတ်အောင်လှုပ်ဆောင်သူဖြစ်လာလိမ့်မယ်လို့မိန့်ခွန်းထဲမှာထေးပြောပြီးမိနစ်ပိုင်းအကြာမှာပဲထရန့်ကအမေရိကန်အနေနဲ့ပနာမတူးမြောင်းကိုပနာမစီပြန်ပေးခဲ့တာဟာတော်တော်ကိုမိုင်းမေးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။တူးမြောင်းဖောက်လုပ်စဉ်အတွင်းမှာအမေရိကန်နိုင်ငံသား3800အသက်ဆုံးရှုံးခဲ့တယ်လို့မှားယွင်းစွာပြောဆိုခဲ့တယ်လို့တူးမြောင်းကိုလက်လွှတ်လိုက်ရတာကြောင့်အမေရိကန်ဟာအလွန်ဆိုးရွားစွာဆက်ဆံခံခဲ့ရကြောင်းနဲ့ဒါမျိုးဘယ်တော့မှမဖြစ်သင့်ခဲ့ကြောင်းပြောခဲ့ပါတယ်။ပနာမကအမေရိကန်ပေါ်ထားရှိတဲ့ဂတိကဝတ်တွေကိုပြက်ကွက်ခဲ့တယ်။တူးမြောင်းကိုအသုံးပြုတဲ့အမေရိကန်သင်္ဘောတွေဟာအစားမတန်အခါကျင်းငွေကောက်ခံခံရပြီးတော့တရားမျှတတဲ့ဆက်ဆံမှုမရရှိခဲ့ဘူးလို့ဆိုပါတယ်။အဲ့ဒါပြင်အရေးအကြီးဆုံးအချက်အနေနဲ့တရုတ်ဟာပနာမတူးမြောင်းကိုလေပန်းနေတယ်လို့ဆွဆွဲခဲ့ပြီးတော့အမေရိကန်ကတရုတ်ကိုပေးခဲ့တာမဟုတ်ပဲပနာမကိုပေးခဲ့တာဖြစ်ကြောင်းနဲ့အမေရိကန်ကဒါကိုပြန်သိမ်းပိုက်တော့မယ်လို့ပြောကြားလိုက်တဲ့အခါမှာပရိသတ်တွေစီကတောင်းတောင်းဖြားဖြားလက်ခုပ်တံတွေထွက်ပေါ်လာခဲ့ပါတယ်။အမေရိကန်သမ္မတကပနာမအပေါ်ပြောကြားခဲ့တဲ့ဒီမှတ်ချက်တွေနဲ့ချိန်ချောက်မှုတွေဟာသူကျန်းသစ္စာမဆိုခင်ကတည်းကအကြိမ်ကြိမ်ချိန်ချောက်ခဲ့တာတွေရဲ့နောက်ဆက်တွဲပဲဖြစ်ပါတယ်။2025ဇန်နဝါရီလ9ရက်နေ့ကသူ့ရဲ့ဒီမဟာလာကိုနေအိမ်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာလည်းထရန့်ကပနာမအနေနဲ့တူးမြောင်းကိုထိန်းချုပ်မှုကိုလက်လွတ်လာအောင်စီးပွားရေးအရာဖိအားပေးစိတ်ဆောက်မှုတွေလှုပ်ဆောင်မယ်လို့ပြောခဲ့ပါတယ်။ပြီးတော့တူးမြောင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ပနာမအပေါ်မှာစီးရေးအရာအင်အားသုံးဖို့ဖြစ်နိုင်ခြေကိုလည်းသူကလုံးဝညှင်းဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။သမ္မတရဲ့ထုတ်ပြန်ချက်တွေအပြီးနောက်ပိုင်းတည်ခြင်းပတ်တွေမှာတော့ဒီကိစ္စနဲ့ပတ်သက်လို့ Trent တကယ်ဘာလို့ဖို့ရည်ရွယ်ထားသလဲဆိုတဲ့အပေါ်မှာခံမှန်းချက်တွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်။ပနာမသမ္မတကတော့တူးမြောင်းရဲ့စတူဒန်မီတာတိုင်းဟာပနာမပိုင်တာဖြစ်ပြီးနောက်လဲဆက်လက်ပိုင်ဆိုင်တော့မှာဖြစ်ကြောင်းနဲ့ဒီကိစ္စနဲ့ပတ်သက်လို့ဘလို့ဆွေးနွေးမှုမျိုးမှလုပ်ဖို့မရှိဘူးလို့ပြတ်ပြတ်သားသားပြောဆိုထားပါတယ်။ American သင်္ဘောတွေကိုပနာမကအခကြေးငွေပို့ကောင်းနေတယ်ဆိုတာနဲ့တရုတ်ကိုတူးမြောင်းလေပတ်ခွင့်ပေးထားတယ်ဆိုတဲ့ Trent ရဲ့ဆွဆွချက်တွေကိုလည်းသူကအပြစ်အဝညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ Trent ရဲ့ပနာမတူးမြောင်းအပေါ်မှာစိတ်ဝင်စားမှုကရောပါမတော့ပဲအခြေအနေတွေကပိုပြီးတင်းမာလာနေပါတယ်။ယာဒူးတက်မင်းကွန်းအတွင်းမှာပနာမတူးမြောင်းနဲ့ပတ်သက်ပြီးပြောကြားချက်တွေဟာ19ရာစုနှောင်းပိုင်းကနေရှိဝေါ်ဒီတယောက်လိုပြောဆိုခဲ့တာဖြစ်ပြီးဒါဟာဘာအရှိအမြင့်မှမရှိပဲ Trent ပြောသလိုမျိုးတော့မှထင်ရနိုင်ပါတယ်။2014ခုနှစ်အကုန်ပိုင်းမှာ Trent ဒီအကြောင်းမပြောခင်အထိတော့ American ပြည်သူတွေရဲ့စိတ်ထဲမှာပနာမတူးမြောင်းအကြောင်းဟာလုံးဝမရှိခဲ့တဲ့လောက်ပါပဲ။ American ရဲ့အတွက်အရေးအကြီးဆုံးမဟာဗျူဟာမြောက်ချိန်ဆောင်မှု900စီးရင်ဒီမှာတော့မှပနာမကမပါဝင်ခဲ့ပါဘူး။ဒါပေမဲ့စီစုနှစ်ပေါင်းများစွာအတွင်းAmerican အစိုးရရဲ့အစိပ်အပိုင်းအရှို့မှာတော့ပနာမကတူးမြောင်းကိုထိန်းချုပ်ထားတဲ့ကိစ္စဟာတိုးတိုးတိတ်တိတ်နဲ့အတွင်းတိတ်ညှင်းခုန်စရာဖြစ်နေကြတာကြာပါပြီ။ Trent ရဲ့ပနာမအပေါ်မှာခေတ်သစ်ချိန်ဆောင်မှုတွေဟာ19ရာစုကနေလာတာမဟုတ်ပဲကျွန်တော်တို့ထင်ထားတာနဲ့ပိုပြီးပြည့်စုံပန်ဆန်တဲ့သမိုင်းချောင်းတွေမှာအမြင့်အတွင်နေတာပါ။ပနာမတူးမြောင်းကိုပြန်သိမ်းမယ်ဆိုတဲ့ Trent ရဲ့ထင်ထင်ပေါ်ပေါ်ချိန်ဆောင်မှုတွေဘေကနေရုတ်တရက်ပေါ်ထွက်လာတယ်လေ။နောက်ဆုံးမှာဘာဖြစ်လာနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့နားလည်ဖို့ဆိုရင်တော့American နဲ့ပနာမနိုင်ငံပြီးတော့ပနာမတူးမြောင်းတို့ဂျာကရှုပ်ထွေးပြီးတော့အငင်းပေါ်ပွေရာကောင်းတဲ့သမိုင်းချောင်းနဲ့ပထဝီနိုင်ငံရဲ့နောက်ခံတွေကိုနားလည်ထားဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုမှာတော့ပနာမနဲ့ American ဂျာကတူးမြောင်းနဲ့ပတ်သက်တဲ့သမိုင်းချောင်းရဲ့တူးမြောင်းကိုအခြေခံပြီးတော့မှတရုတ်ရဲ့စီးရေးအရာချိန်ချောက်လာနိုင်မှုတွေဒါကဒီပနာမကနေတရုတ်ကို Trent မောင်းထုတ်ရှင်တဲ့အဓိကအချက်လက်ဖြစ်ပါတယ်။ပြီးတော့ American ရဲ့ပနာမကိုကျူးကျော်နိုင်ခြင်းနဲ့ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုအဝါကြီးနားထောင်ရမှာပါ။ဒီတော့မပိကလာကျွန်တော်စကားသံလေးနဲ့အာရပါရအလုံးစုံတီးရအောင်ပြောပြတော့မှာမို့လို့မျက်စိကိုဖွင့်နားကိုဆွမ်းထားဖို့ကြိုပြောထားပါရစေအင်္ဂလိပ်တော့ရင်တော့မိတ်ဆွေရဲ့တာဝန်သာဖြစ်ပါကြောင်းပြောချင်ပါတယ်ဒါကနောက်တာပါဒီလိုဆိုကျွန်တော်တို့စားလိုက်ကြရအောင်ပါအတ္တလန်တိတ်သမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာတို့ကိုဖျက်လန်းဖောက်ဖို့အတွက်ပနာမရဲ့ကျင်းမြောင်းတဲ့ကုန်းမြောင်ကိုဖျက်ပြီးတော့တူးမြောင်းဖောက်လို့ဖို့စိတ်ကူးဟာဆိုရင်ရာစုနှစ်ပေါင်းများစွာကလေးကရှိခဲ့တာပါဒါပေမဲ့စက်မှုတော်လှန်ရေးပေါ်ပေါက်လာတဲ့အထိနိပညာအရာမဖြစ်နိုင်ခဲ့ပါဘူး။ပနာမမှာတူးမြောင်းဖောက်ဖို့ပထမဆုံးအလင်းအနက်ကြိုးပမ်းမှုကိုတော့ပြင်သစ်တွေက1880ခုနှစ်မှာစတင်ခဲ့ပါတယ်။
ဒါပေမဲ့ကိုနှစ်အကြာအကြီးအကျယ်ကြိုးပမ်းခဲ့ပြီးတဲ့နောက်အလို့သမား2000ကျော်အသက်ဆုံးရှုံးခဲ့ရပြီးတော့ဘာရလက်မှမထွက်လာခဲ့တဲ့အတွက်1890မှာပြင်သစ်တွေကစီမံကိန်းကိုဖျက်သိမ်းပြီးပြန်တော့ခဲ့ကြပါတယ်အမေရိကန်အစိုးရဟာပနားမားမှာတူးမြောင်းရှိလာရင်ရရှိလာမယ့်မဟာဗျူဟာမြောင်းနဲ့စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုအစားကလေးကတည်ထားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကအမေရိကန်ရေတပ်အနေနဲ့အရှေ့ဘက်ကမ်းရိုးတန်းနဲ့အနောက်ဘက်ကမ်းရိုးတန်းကြားတင်မောတွေတွာလာဖို့အတွက်တောင်အမေရိကတစ်ခုလုံးကိုအဝေးကြီးပန်းမောင်းရတဲ့လမ်းပဲရှိခဲ့တဲ့အတွက်ပါဒါကအန်တလန်တိတ်ဒါမှမဟုတ်ပစိဖိတ်မှာအရေးပေါ်အခြေအနေဖြစ်လာရင်အမေရိကန်ရေတပ်ရဲ့အင်အားအလုံးအရင်နဲ့အချိန်မီတုံ့ပြန်နိုင်စွမ်းကိုအများကြီးနှောင့်နှေးစေခဲ့ပါတယ်ခေတ်မီတင်မောနည်းပညာတွေရှိနေတဲ့ဒီနေ့ခေတ်မှာတော့မှပနားမားတူးမြောင်းဟာဆိုရင်နယူးယောက်မြို့နဲ့ဆန်ဖရန်စစ္စကိုမြို့ကြားတွာလာခြင်းကိုတောင်အမေရိကတိုက်ကိုပတ်သွားတာထက်16ရက်လောက်ပိုပြီးမြင့်စေပါတယ်။ဒါပေမဲ့ပနားမားတူးမြောင်းအပေါ်မှာအမေရိကန်ရဲ့စိတ်ဝင်စားမှုဟာသမ္မတဝီလီယံမက်ကမ်လီလက်ထက်မှာတိတိတတ်တာမြင့်တက်လာခဲ့ပါတယ်။သူကအမေရိကန်ရဲ့နောက်ဆုံးပြောင်ပြောင်တင်းတင်းနေရှေးဝေါ်ဒီသမ္မတလို့ဆိုနိုင်တယ်လို့2025ခုနှစ်ရာထူးတက်မင်ခွန်းမှာဒေါ်နယ်ထရန့်ထေးသွင်းပြောကြားခဲ့တဲ့တူဦးသေးသောသမ္မတဟောင်းလည်းဖြစ်ပါတယ်။မက်ကမ်လီဟာ1898ခုနှစ်မှာစပိန်ကိုတိုက်ခိုက်တဲ့စစ်ပွဲမှာအမေရိကန်ကိုအောင်ပွဲရအောင်ဥဆောင်ခဲ့ပြီးတော့အဲ့ဒီနောက်မှာပေါ်တိုရီကိုဂူအန်နဲ့ဖိလစ်ပိုင်စားတဲ့ကမ္ဘာတဝန်းကနေမြေအသစ်တွေကိုအမေရိကန်ကရရှိခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲဟာဝိုင်ယီကိုအမေရိကန်ကသိမ်းပိုက်တာကိုလည်းသူကပဲကြီးကြိုက်ခဲ့ပါတယ်။19ရာစုနှောင်းပိုင်းမှာဒီလိုပင်လယ်ရဲရှားနေမြေအများကြီးရလာတဲ့နောက်မှာတော့အမေရိကန်ဟာအဲ့ဒီဝေးလံတဲ့နေမြေတွေစီကရှိန်ချောက်မှုတွေကိုရေတပ်ကမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်ဖို့အတွက်ရေချောင်းဖြက်လန်းဖြစ်တဲ့ဒီပနားမားတူးမြောက်စီမံကိန်းကိုအရင်ကတည်းကပို့ပြီးစိတ်ဝင်စားလာပါတော့တယ်။ဒါကြောင့်နှစ်အနည်းငယ်အကြာ1900ခုနှစ်မှာအမေရိကန်အစိုးရဟာဆိုရင်ပနားမားကုန်းမြောင်ကိုဖျက်ပြီးတော့မှတူးမြောင်းဖောက်ဖို့ဒီအရင်ပြင်သစ်တွေလုပ်ခဲ့တဲ့လုပ်ငန်းတွေကိုလွှဲပြောင်းယူဖို့အတွက်ကိုလံဘီယာနဲ့စတင်ညှိနှိုင်းခဲ့ပါတယ်။အဲ့ဒီအချိန်ကပနားမားဟာကိုလံဘီယာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေလို့ပါ။ဒါပေမဲ့တစ်နှစ်ကြာညှိနှိုင်းပြီးတဲ့နောက်အမေရိကန်နဲ့ကိုလံဘီယာတို့သဘောတူညီချက်မရခဲ့ကြပါဘူး။အဲ့ဒီမှာအမေရိကန်တွေကစိတ်မရှိတော့ပဲဒီအားကောင်းလာတဲ့ပနားမားလွတ်လပ်ရေးလှုပ်ရှားမှုနောက်ွယ်ကနေစီးကြီးအရာကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။အမေရိကန်ဟာ1903ခုနှစ်နှောင်းပိုင်းမှာပနားမားတော်လှန်ရေးသမားတွေကိုသူတို့ရဲ့အရှင်သခင်ဖြစ်တဲ့ကိုလံဘီယာကိုပြန်ပြီးတော်လှန်ဖို့ကူညီပေးမယ်ဆိုတဲ့ကတိတွေပေးပြီးတော့မှအားပေးအားမြောက်လုပ်ခဲ့ပါတယ်။ပြီးတော့ကိုလံဘီယာကသူတို့ရဲ့အာဏာကိုပြန်ကျင်းသုံးဖို့ရေချောင်းကနေလာတိုင်းမှာကိုတားဆီးနိုင်အောင်လဲအမေရိကန်ရေတပ်ကိုအန်တလန်တိတ်နဲ့ပစိဖိတ်နှစ်ဖက်လုံးမှာရှားထားလိုက်ပါတယ်။ပနားမားနဲ့ကိုလံဘီယာကိုကုန်းလန်းကနေခွေထားတဲ့ဒါရီယန်ဂပ်ဆိုတဲ့ဖြတ်ကျော်ဖို့မဖြစ်နိုင်လောက်အောင်ထူထပ်တဲ့တောနဲ့ကြီးရှိနေတာရဲ့ပြီးအမေရိကန်ရေတပ်အလုံးအရင်နဲ့ရှိနေတာရဲ့ကြောင့်ကိုလံဘီယာတွေပနားမားထေးပြန်ဝင်လာပြီးအုပ်ချုပ်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။ဒါကြောင့်ရှူတောင်းမျိုးကကြည့်ရင်ပနားမားဟာကိုလံဘီယာစီကနေခွေထွက်ပြီးလွယ်လွယ်ရေးကြီးညာခွင့်ရတော့ခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့အကူအညီတွေမှာတော့တဘာလေးပါလာတဲ့ကန့်သက်ချက်တွေကရှိနေပါတယ်။လွယ်လွယ်ရေးရခစားပနားမားဟာဆိုရင်သူတို့ရဲ့အကာအကွယ်ပေးသူလို့ယူဆရတဲ့အမေရိကန်နဲ့ဒီတူးမြောက်စီမံကိန်းအကြောင်းဆက်ရှင်ညှိနှိုင်းခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပနားမားကအကြက်အတိဖြစ်နေပြီးတော့မှအမေရိကန်ကအသာစီးရနေတဲ့အတွက်အမေရိကန်ဘက်ကအကျိုးအမြတ်အများကြီးရမယ်တူးမြောက်စာချုပ်ကိုပနားမားကသဘောမတူရင်ရေတန်းနဲ့စီရဲ့အကာအကွယ်တွေအကုန်လုံးကိုရုပ်သိမ်းပြီးပနားမားကိုပြစ်ထားခဲ့မယ်လို့အမေရိကန်ကချိတ်ချောက်ခဲ့ပါတယ်။အဲ့ဒီလိုပြစ်ထားခဲ့လိုက်တာဟာပနားမားကိုလက်စားရှေဖို့နဲ့သူတို့ရဲ့လွယ်လွယ်ရေးကိုရှေ့မှုန်ဖို့စောင်းနေတဲ့ကိုလံဘီယာဝန်ပလူတွေစီကိုပြစ်ချပေးလိုက်တယ်လို့ဖြစ်တော့မှာပါ။အမေရိကန်ကိုတူးမြောက်ထိန်ရှုပ်ခွင့်ပေးပြီးလွယ်လွယ်ရေးပဲယူမလားဒါမှမဟုတ်ဒေါသထွက်နေတဲ့ကိုလံဘီယာရဲ့လက်အောက်ကိုပြန်ရောက်မလားဆိုတဲ့ရွေးချယ်မှုမှာပနားမားခေါင်းဆောင်တွေကတော့ဆိုဂျိုနေမယ်လို့ထင်တဲ့ပထမလင်းကိုပဲရွေးခဲ့ကြပါတယ်။ဒါကြောင့်1903ခုနှစ်နှောင်းပိုင်းမှာဖိအားပေးခံထားရတဲ့ပနားမားနဲ့အမေရိကန်တို့ဟာဆိုရင်ဟေဘူနော့ဗာရီလာစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီစာချုပ်အရတူးမြောင်းလန်းချောင်းရဲ့ဘေးတစ်ဖက်တစ်ချက်9မိုင်ပဲလီနေမြေကိုအမေရိကန်ကထာဝရအချုပ်အခြာအာဏာနဲ့ထိန်းချုပ်ခွင့်ရတော့ပါတယ်။ဒါပေမဲ့တောင်ဘက်ကပနားမားစီးတီးနဲ့မြောက်ဘက်ကဒီကိုလွန်မျိုးတွေတော့မပါဝင်ပါဘူး။ပနားမားကုန်းမြောင်ကိုဖြတ်ပြီးတွေ့တန်းနေတဲ့ဒီမြေကွက်လက်ကိုပနားမားတူးမြောင်းနေမြေပေါ့နော်ဒီပနားမားကန်နေစုံလို့ခေါ်ကြပြီးတော့ဒါဟာအမေရိကန်ရဲ့ပင်လယ်ရဲရှားအရှုပ်ရှာအာဏာပိုင်နေမြေတစ်ခုဖြစ်တော့ခဲ့တဲ့အတွက်အမေရိကန်ဟာဒီသူတို့ပိုင်တဲ့ထင်းမှာပဲတူးမြောင်းကိုစိတ်ကြိုက်ဖောက်လုပ်နိုင်ခဲ့ပါတယ်။ဒီနေမြေကိုထာဝရအပိုင်ရဖို့အတွက်အမေရိကန်ကပနားမားကိုအစောပိုင်းမှာဒေါ်လာ10သန်းနဲ့တစ်နှစ်ကိုဒေါ်လာ2သိန်းခွဲပေးဖို့သဘောတူခဲ့ပြီးတော့မှစီနှစ်အကြာ1914ခုနှစ်မှာတော့တူးမြောင်းဖောက်လုပ်ခြင်းဟာပြီးစီးခဲ့ပါတယ်။ဒါပေမဲ့ငွေကြေးနဲ့လူအသက်ပေါင်းများစွာရင်းနှီးခဲ့ရပါတယ်။အမေရိကန်ဟာအဲ့ဒီအချိန်ကဒေါ်လာသန်း900နီးပါးအသုံးပြုခဲ့ပြီးတော့ဒါဟာဒီနေ့ခေတ်ငွေနဲ့ဆိုရင်တော့ဒေါ်လာ15.2ဘီလီယံလောက်ရှိပါတယ်။
တူးမြောက်ဖောက်လုံးဆန်အတွင်းမှာမတော်တဆမှုတွေနဲ့ရောဂါဗျာတွေကြောင့်အလုံသမား9000နဲ့600ခန့်တေဆုံးခဲ့ရပြီးတော့မှတေဆုံးသူအများစုဟာအမေရိကန်တွေမဟုတ်ပဲကာရစ်ဘီယန်ဒေသကနေခေါ်လာတဲ့အလုံသမားတွေဖြစ်ပါတယ်။အဲ့ဒီချိန်ကစပြီးတော့အမေရိကန်ထိန်းချုပ်ထားတဲ့ကာလတစ်လျှောက်လုံးမှာပနာမာတူးမြောက်နေမြေဟာအမေရိကန်ရေတပ်နဲ့စစ်တပ်အတွက်အဓိကကျတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကိုရီးယားစစ်ပွဲနဲ့ BNN စစ်ပွဲတွေတုန်းကအရှေ့ဘက်ကမ်းရိုးတန်းကနေအာရှစီကိုစစ်ရေးအားတွေအမြင့်ဆုံးပိုးဆောင်နိုင်ဖို့အတွက်ဒီတူးမြောက်ဟာအလွန်အရေးပါခဲ့ပါတယ်။ဒါပေမဲ့ပနာမာနိုင်ငံရဲ့အလေဘဟုမှာအမေရိကန်စစ်တပ်ကအမြဲတမ်းစခန်းရှားနေတာဟာ20ရာစုနှောင်းပိုင်းရောက်တဲ့အခါမှာဒေသခံပနာမာပြည်သူတွေကြားမကြေမနပ်မှုတွေဖြစ်လာစေခဲ့ပါတယ်။စစ်ရေးတိုက်ပွဲကာလအတွင်းမှာတော့ဒါဟာလက်တင်အမေရိကမှာအမေရိကန်နေရှေးဝါဒီတွေကြန့်ရှိနေသေးတဲ့ပြားရုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။စတူဒန်ကီလိုမီတာ1400ကျော်ကျေဝန်းတဲ့ဒီပနာမာတူးမြောက်နေမြေဟာအဲ့ဒီအချိန်ကဗြိတိရှကိုလိုနီဖြစ်တဲ့ဟောင်ကောင်ထက်တောင်မှအနေငယ်ပိုကြီးပါတယ်။အဲ့ဒီနေရာဟာအမေရိကန်ရဲ့လူမျိုးရေးခွဲခြားမှုတွေရှိသလိုအမေရိကန်စစ်အရှိဆိုင်စခန်းတွေအပြည့်ရှိတဲ့ဒီပနာမာနိုင်ငံကိုနှစ်ဆန်းခွဲထားတဲ့နေမြေတစ်ခုဖြစ်ခဲ့ပြီးတော့မှကိုပိုင်တရားရုံပြီးရင်ရေးနဲ့အစိုးရတို့လည်းရှိနေခဲ့ပါတယ်။1950ပြည်တော်နှစ်တွေမှာအာဖရိကနဲ့အာရှတလှော်ကိုလိုနီစနစ်တွေပပျောက်လာတဲ့အချိန်မှာအမေရိကန်အစိုးရကဒီဥရောပနိုင်ငံတွေအပေါ်မှာသူတို့ရဲ့ကိုလိုနီတွေကိုလက်လွတ်ဖို့တိုက်တွန်းနေပြီးတော့သူတို့ကိုယ်တိုင်ကတော့ပနာမာတူးမြောက်နေမြေကိုဆက်ကင်ထားတာဟာတကယ်ဟန်ဆောင်ကောင်းလုံးတယ်လို့မြင်ကြပါတယ်။ဒါကြောင့်မိမိတို့နိုင်ငံရဲ့အစိပ်အပိုင်းတော်တော်များများကိုအမေရိကန်ကအကန့်အသတ်မရှိဆက်ပြီးထိန်းချုပ်ထားတဲ့အပေါ်မှာပနာမာပြည်သူတွေရဲ့ဒေါသကလည်းဆန္ဒပြမှုတွေဖြစ်လာစေခဲ့ပြီးတော့မှ1964ခုနှစ်ဇန်နဝါရီလမှာတော့အဲ့ဒီဒေါသတွေဟာအထွတ်အထိပ်ကိုရောက်တော့ခဲ့ပါတယ်။တူးမြောက်နေမြေအုပ်ချုပ်ရေးအဖွဲ့ကအဲ့ဒီနေမြေတွေကဒီအထက်တန်းကျောင်းတစ်ခုမှာပေါ့နော်ဒီပနာမာအလံကိုအမေရိကန်အလံနဲ့အတူရှင်တွဲလွှမ်းထူခွင့်မပြုခဲ့တဲ့အတွက်ပနာမာကျောင်းသားတို့ဟာဆိုရင်တူးမြောက်နေမြေအဝင်ဝါအထိရှီတက်ဆန္ဒပြဖို့ဆုတ်ပြတ်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီဆန္ဒပြပွဲဟာပနာမာပြည်သူတွေနဲ့အမေရိကန်စစ်တပ်ကြားရပ်ပေါင်းများစွာကြားတဲ့သွေးထွက်တန်ရုပ်ပဋိပက္ခတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီမှာဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေပျက်စီးခဲ့ရသလိုပနာမာဆန္ဒပြသူ22ဦးနဲ့အမေရိကန်စစ်သား4ဦးသေဆုံးပြီးတော့မှပနာမာနိုင်ငံသားယာနင်းရှီကလည်းဒဏ်ရာရခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုတော့ပနာမာမှာဒီနေ့အထိမြင့်မြတ်တဲ့နေ့အဖြစ်သတ်မှတ်ထားစေဖြစ်ပြီးတော့နေ့စဉ်အာဇာနည်နေ့အဖြစ်အထိမ်းအမှတ်ပြုလုပ်ကြပါတယ်။အဲ့ဒီဖြစ်ရပ်တွေအပြီးမှာပနာမာဟာဆိုရင်အမေရိကန်နဲ့တန်တမန်ဆက်ဆံရေးဖြတ်တောက်လိုက်ပြီးတော့အမေရိကန်ဘက်ကတူးမြောက်ပြန်ပေးဖို့ဆွေးနွေးမှုတွေမလုံးမစင်ဆက်ဆံရေးပြန်မစားဘူးလို့ကြေညာခဲ့ပါတယ်။အဲ့ဒီအချိန်ကအမေရိကန်သမ္မတ LBJ အစိုးရကတူးမြောက်ကိုအမေရိကန်ကဆက်ပြီးကင်ထားရင်ပနာမာတွေရဲ့ဒေါသကပြေရောတော့မှမဟုတ်တဲ့အတွက်ဒီတူးမြောက်ကိုကောက်ွယ်ဖို့အတွက်စစ်တပ်ကိုအမြဲတမ်းအင်အားသုံးနေရလိမ့်မယ်ဆိုတာကိုသဘောပေါက်လာပါတယ်။ဒါဆိုဗီယက်တွေနဲ့စစ်အေးတိုက်ပွဲပြိုင်ဆိုင်နေရတဲ့လက်တင်အမေရိကဒေသမှာအမေရိကန်အတွက်ပုံရိပ်မကောင်းစရာဖြစ်နေပါတယ်။ဒါနဲ့အနေနဲ့ LBJ အစိုးရဟာဆိုရင်တူးမြောက်နေမြေအပေါ်ဒီပနာမာရဲ့အရှုပ်ချအာဏာကိုပြန်ပေးမဲ့သဘောတူညီချက်တစ်ခုရခဲ့ပါတယ်။ဒါပေမဲ့1968ခုနှစ်မှာပနာမာအရသာအစိုးရဟာစစ်တပ်အာဏာသိမ်းမှုကြောင့်ပြုတ်ကျသွားခဲ့တဲ့အတွက်အဲ့ဒီသဘောတူညီချက်ဟာလည်းအတည်မဖြစ်ခဲ့ပါဘူး။နေ့အနည်းငယ်အကြာဖြစ်တဲ့ဒီ1983ခုနှစ်သမ္မတနစ်ဆန်အစိုးရလက်ထက်မှာတော့အမေရိကန်ဟာဆိုရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာသူရဲ့အာဏာကိုတုံးပြီးတော့တူးမြောက်ကိုပနာမာထံပြန်ပေးဖို့တောင်းဆိုတဲ့ဆုံးဖြတ်ချက်ကိုဗီတိုအာဏာနဲ့ပေးချခဲ့ပါသေးတယ်။နိုင်ငံတကာဖိအားတွေနဲ့ပနာမာမှာတင်းမာမှုတွေမြင့်တက်လာတဲ့အတွက်ပေါ့နော်ဒီအမေရိကန်ရဲ့အငင်းပေါ်ဝေရာအကောင်ဆုံးနိုင်ငံခြားရေးဝန်ကြီးဟန်နရီကက်ဆင်ဂျာကိုယ်တိုင်1985ခုနှစ်မှာတူးမြောက်ကိုပနာမာစီပြန်ပေးဖို့အတွက်အစွန်းကုန်စ조사ညှိနှိုင်းခဲ့ရပါတယ်။ဟန်နရီကက်ဆင်ဂျာအကြောင်းကိုလည်းကျွန်တော်ဗီဒီယိုလုပ်ပေးဖို့ဆန္ဒရှိတဲ့အတွက်ပေါ့နော်ကျွန်တော်ရေးတော်မှာရေးထားပြီးပါပြီ။ဒါပေမဲ့ဒီလိုအကြောင်းတွေက view တွေသိမရတဲ့အတွက်ကျွန်တော်မိတ်ဆွေတွေစိတ်မဝင်စားဘူးလို့ထင်လို့ကျွန်တော်ဒီဗီဒီယိုလုပ်ပေးဖို့တုံ့ဆိုင်နေရတာပါ။ဆက်ရအောင်ပါ။ဒီတော့အမေရိကန်အနေနဲ့မူလာတူးမြောက်စာချုပ်ကိုပနာမာနဲ့ပြန်ပြီးမညှိနှိုင်းဘူးဆိုရင်လက်တင်အမေရိကတလွှားမှာစူပူအုံကြောမှုတွေဖြစ်လာလိမ့်မယ်လို့ဖော့အစိုးရကိုသူကသတိပေးခဲ့ပါတယ်။ဒါ1989ခုနှစ်မှာသမ္မတဂျင်မီကာတာယာဒူးတက်လာချိန်မှာရင်ဆိုင်ခဲ့ရတဲ့တင်းမာတဲ့အခြေအနေပဲဖြစ်ပါတယ်။သူကအရင်သမ္မတတွေထက်ပိုပြီးတော့မှဒီပြဿနာကိုအပိသက်ဖြစ်ရှင်းဖို့စိတ်ပိုင်းဖြတ်ထားခဲ့တဲ့သူပါ။တချို့လူတွေကဂျင်မီကာတာရဲ့တူးမြောက်ပြန်ပေးတဲ့ဆုံးဖြတ်ချက်ကိုဦးကြောင်ကြောင်နိုင်တဲ့လက်ဆောင်တစ်ခုလိုပုံဖော်ကြပေမဲ့တကယ်တော့ဒါဟာဆိုဗီယက်တွေနဲ့တိုက်ဆိုင်နေရတဲ့အချိန်မှာအမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာပုံရိပ်နဲ့ဒီလက်တင်အမေရိကနဲ့ဆက်ဆံရေးကိုကောင်းမွန်အောင်လုပ်ဖို့အလွန်တရာမှအရေးပါတဲ့မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါကြောင့်1989ခုနှစ်နှောင်းပိုင်းမှာကာတာနဲ့အဲ့ဒီအချိန်ကဒီပနာမာကောင်းဆောင်တို့တွေ့ဆုံပြီးတော့မှတိုရီဂျို့စ်ကာတာစာချုပ်တွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီစာချုပ်ကိုတော့1988မှာအမေရိကန်အထက်လွှတ်တော်ကအတည်ပြုခဲ့ပြီးတော့အဆက်အလက်တော်တော်များများပါဝင်ခဲ့ပါတယ်။
ကာတာစာချုပ်အရဒီတူးမြောင်းနေမြေကိုဖျက်သိမ်းပြီးအဲ့ဒီကမြေတွေအလုံးကို1989ခုနှစ်ပနားမားထံပြန်ပေးခဲ့ပါတယ်။တူးမြောင်းကိုတော့အမေရိကန်နဲ့ပနားမားတို့ပူးတွဲစီမံခန့်ခွဲခဲ့ပြီးတော့1999ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မွန်တေးအချိန်အခမ်းအနားနဲ့အတူအမေရိကန်ရဲ့ထိန်းချုပ်မှုအလုံးကိုပနားမားထံအပြီးအပိုင်လွှဲပြောင်းပေးခဲ့ပါတယ်။ဒီစာချုပ်အဆိုရင်တူးမြောင်းကိုကမ္ဘာနိုင်ငံအလုံးဒဲတူညီမျှလွတ်လပ်စွာအသုံးပြုနိုင်ဖို့အတွက်ထာဝရဂျားနေနေမြေအဖြစ်သတ်မှတ်ပေးခဲ့တယ်လို့အဲ့ဒီဂျားနေမှုကိုချိန်ချောက်ခံရရင်အမေရိကန်အနေနဲ့စေရေးအရာကာကွယ်ခွင့်ရှိတယ်ဆိုတဲ့အာဏာကိုလည်းပေးအပ်ထားပါတယ်။ဒါပေမဲ့တူးမြောင်းကိုပနားမားစီပြန်ပေးဖို့ဒီသမ္မတဂျင်မီကာတာရဲ့ဆုံးဖြတ်ချက်ဟာအမေရိကန်မှာလူတိုင်းကြိုက်ခဲ့ကြတာတော့မဟုတ်ပါဘူး။အဲ့ဒီအချိန်ကအပြစ်ထန်ဆုံးဝေဖန်သူကတော့1986မှာသမ္မတလောင်းအဖြစ်ဝင်ပြိုင်နေတဲ့ Ronald Reagan ပဲဖြစ်ပါတယ်။သူကပနားမားတူးမြောင်းကိုအမေရိကန်ကဆက်ပြီးထိန်းချုပ်ထားဖို့ဆိုတာကိုသူရဲ့အဓိကနိုင်ငံသားရဲ့မူဝါဒကြွေးကြော်တဲ့တခုအဖြစ်သုံးခဲ့ပြီးတော့မှငါတို့ဖောက်ခဲတာငါတို့ပတ်စံပေးခဲ့တာဒါကြောင့်ငါတို့ပဲဆက်သိမ်းထားမယ်လို့သူရဲ့မိန့်ခွန်းတွေမှာထက်ခါတလေလေပြောလိုက်တဲ့အခါမှာလက်ခုပ်တန်တွေညံ့တော့ခဲ့ပါတယ်။ Reagan ရဲ့ Republican Party ဝင်တွေဟာဒီကာတာနဲ့ Democrat တွေရဲ့ဆုံးဖြတ်ချက်ကိုမိတ်ဆွေစီယုံရှင်းနဲ့ရန်ပုံငွေရှာဖို့အတွက်လက်နက်တစ်ခုတစ်ပွဲအသုံးချခဲ့ကြပါတယ်။ဒါပေမဲ့သူသမ္မတဖြစ်လာတဲ့အခါမှာတော့Reagan ဟာကာတာရဲ့ဆုံးဖြတ်ချက်ကိုပြောင်းပြန်လှန်ဖို့ဘာမှအလေးအနက်တော့မလုပ်ခဲ့ပါဘူး။ဒါကဒီမိုကရက်တွေကိုတိုက်ခိုက်ဖို့အတွက်မိတ်ဆွေစကားတက်ပဲဖြစ်ခဲ့တာပါ။ Trump အနေနဲ့လည်းသူ့မြောက်နဲ့ပတ်သက်တဲ့သူရဲ့အခုပြောဆိုချက်တွေဟာသူ့ကိုအားပေးတဲ့သူတွေကြားထဲမှာဒီခုနလိုမျိုးပေါ့နော်ဒီအလားတူနိုင်ငံရေးအရာအကျိုးအမြတ်ရှိလိမ့်မယ်လို့ယူဆပုံရပါတယ်။သူ့မြောက်ကိုပြန်သိမ်းဖို့အစင်းအင်အားသုံးဖို့အထိ Trump ကချိန်ချောက်နေတာဟာဆိုရင်အမေရိကန်အများစုအတွက်တော့လုံးဝမထင်မှတ်ထားတဲ့အရာဖြစ်နေပါတယ်။ဒါပေမဲ့အမေရိကန်စစ်တပ်ကပနားမားကိုအင်အားအလုံးအရင်နဲ့နောက်ဆုံးအကြိမ်ကျူးကျော်ခဲ့တာဟာသိမကြသေးဘူးဆိုတာကိုအမေရိကန်အများစုကမေ့နေကြပါတယ်။ဒါပေမဲ့အသက်40ကျော်ပနားမားနိုင်ငံသားတိုင်းကတော့1989ခုနှစ်ဒီဇင်ဘာ20ရက်နေ့ညကအမေရိကန်စစ်သားတောင်းနှင်းရှိပြီးသူတို့နိုင်ငံကိုကျူးကျော်ခဲ့တဲ့ညကိုကောင်းကောင်းမှတ်မိနေကြစေပါ။ဒီအကြောင်းအပြည့်စုံကိုတော့ကျွန်တော် Warbout Channel မှာတင်ထားတာရှိပါတယ်။အခုတော့ဒီဗီဒီယိုမှာကျွန်တော်အကျဉ်းချုပ်ပဲပြောပြတော့ပါမယ်။အဲ့ဒီချိန်ကဒီပနားမားအာဏာရှင် Manuel Noriega ဟာတချိန်ကအမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့မှုတို့လိုပဲ CIA အတွက်သတင်းပေးတရားဖြစ်ခဲ့မှုပါတယ်။ဒါပေမဲ့1980ပြည်လွန်နှစ်တွေနောက်ပိုင်းမှာသူဟာမူရစေဝါကုန်ကူးသူခေါင်းဆောင်တယောက်ဖြစ်နေမှန်ပေါ်တော်ပြီးတဲ့နောက်ဆက်ဆံရေးပြက်ပြားလာခဲ့ပြီးတော့မှသူဟာကျူးဘားပြီးနီကာရာဂွန်နဲ့ဆိုဗီယက်ယူနီယံတို့ဖက်ကိုရိတ်တော့ခဲ့ပါတယ်။တင်းမာမှုတွေဖြစ်လာပြီး1989မှာနိုရီဂါကသူ့ပါတီရှုံးနိမ့်နေတဲ့ရွေးကောက်ပွဲရာလက်တွေကိုပေဖျက်လိုက်တဲ့အတွက်သူဟာပြည်သူတွေမလိုလားတဲ့အာဏာရှင်စစ်စစ်ဖြစ်တော့ပါတယ်။ George H.W. Bush အစိုးရကနိုရီဂါကိုအာဏာကဆင်းဖို့တောင်းဆိုခဲ့ပြီးတော့မှဒီဇင်ဘာလမှာအမေရိကန်စစ်သားတအူပနားမားစစ်တပ်ရဲ့တပ်ဖြတ်ခြင်းကိုခံရပြီးတဲ့နောက်မှာပန်တဂွန်ကနိုရီဂါကိုအင်အားသုံးဖေရှားဖို့ဆုံးဖြတ်လိုက်ပါတယ်။ Operation Just Cause လို့အမည်ပေးထားတဲ့စစ်ဆင်ရေးအရာ1989ဒီဇင်ဘာ20ရက်နေ့မှာအမေရိကန်စစ်သား2600ဟာပနားမားထိကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့မှနိုရီဂါရဲ့တပ်တွေကိုအလင်းရဲ့အမြင်နှိမ်နင်းနိုင်ခဲ့ပါတယ်။နိုရီဂါကိုဖမ်းဆီးပြီးအမေရိကန်မှာတရားစီရင်ဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီတပ်ကွင်းမှာအမေရိကန်စစ်သား23ဦးသေဆုံးပြီးတော့မှ324ဦးဒဏ်ရာရခဲ့ပါတယ်။အမေရိကန်ဟာသူတို့ဂတိအတိုင်းပနားမားကိုသိမ်းပိုက်ပြီးတဲ့နောက်မှာအသာစီးမယူခဲ့ပါဘူး။ကာတာလက်ထက်ကတူးမြောင်းစာချုပ်တွေကိုဆက်ပြီးလေးစားလိုက်နာခဲ့တယ်လို့ပဲပနားမားမှာဒီမိုကရေစီကိုပြန်ပြီးဖော်ဆောင်ပေးခဲ့ပါတယ်။အာနာရှင်နိုရီဂါကိုဖြုတ်ချတဲ့ဒီကျူးကျော်မှုဟာအဲ့ဒီအချိန်ကဒီပနားမားမှာအတော်လေးကိုလူကြိုက်များခဲ့ပါတယ်။ဒါပေမဲ့လည်းကျူးကျော်မှုအတွင်းဒီပနားမားစစ်သား300ခန့်သေဆုံးခဲ့ရုံနဲ့မကပဲတိုက်ပွဲတွေကြောင့်ပနားမားအရက်သား214ဦးကလည်းသေဆုံးခဲ့ပါတယ်။အများစုကပနားမားစီးတီးကလူနေထူထပ်တဲ့ရက်ကွက်တစ်ခုမှာမိလောင်မှုကြောင့်သေဆုံးခဲ့တာပါ။အမေရိကန်ရဲ့ကျူးကျော်မှုကိုဒီမိုကရေစီပြန်လည်ထူထောင်ရေးမစ်ရှင်အဖြစ်ရှုမြင်ကြတဲ့အတွက်ဒီဝန်နေစရာအဖြစ်ပြက်ကိုတော့စစ်ပွဲရဲ့နောက်ဆက်တွဲထိခိုက်မှုအဖြစ်ပဲသတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ Trump ကနေမြေသိမ်းဖို့အတွက်တူးမြောင်းကိုဝင်သိမ်းမယ်ဆိုရင်တော့အဲ့ဒီလိုအရက်သားတွေသေဆုံးမှုမျိုးဖြစ်လာရင်ပနားမားပြည်သူတွေစီကပြင်းထန်တဲ့ဒေါသနဲ့တုံ့ပြန်မှုတွေကိုရင်ဆိုင်ရမှာပါ1999နှစ်ကုန်မှာအမေရိကန်စီကနေတူးမြောင်းကိုအပိအပိုင်လွှဲယူပြီးတဲ့နောက်မှာပနားမားတွေဟာဒီတူးမြောင်းကိုအမေရိကန်စစ်တပ်ရဲ့ကရိယာတစ်ခုအဖြစ်ကနေကမ္ဘာကြီးကကွန်ပျူတာရေးလမ်းကြောင်းကြီးတစ်ခုဖြစ်လာအောင်ပြောင်းလဲပစ်ခဲ့ပါတယ်ပနားမားအစိုးရဟာဆိုရင်သူတို့ရဲ့ကိုယ်ပိုင်ငွေဒေါ်လာ9ဘီလီယံအသုံးပြုပြီးတော့တူးမြောင်းကိုရှစ်ထွင်ခဲ့ပါတယ်2016မှာဖွင့်လှစ်ခဲ့တဲ့ရေတကားစနစ်အသစ်ကြောင့်ဒီအရင်ကထက်ပိုကြီးတဲ့ကွယ်တင်တာတင်ပေါ်ကြီးတွေဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပါတယ်အခုဆိုရင်ဒီတူးမြောင်းဟာတရုတ်နဲ့အမေရိကန်အရှေ့ဘက်ကန်ယိုဒန်ပြီးတော့ဒီဘရာဇီးတို့ကြားမှာအမြန်ဆုံးရေလမ်းကြောင်းဖြစ်နေပြီးတစ်နှစ်ကိုတင်ပေါ်ပေါင်း13000ခန်းတာမှမဟုတ်ဒီကမ္ဘာရေချောင်းကုန်သွယ်မှုစုစုပေါင်းရဲ့600ခန်းလောက်ဟာဒီတူးမြောင်းကနေပဲ
ဖြတ်တန်းနေပါတယ်။ဒါဟာပနားမားအစိုးရအတွက်တစ်နှစ်ကိုအခကြေးငွေနဲ့ဝန်ဆောင်ခါတွေကနေဒေါ်လာ 2.5 ဘီလီယံခန့်ဝင်ငွေရရှိစေပါတယ်။အခုဆိုရင်ဒီတူးမြောင်းဟာပနားမားနိုင်ငံရဲ့တစ်နှစ်တာ GDP စုစုပေါင်းရဲ့ 9.8 ရာခိုင်နှုန်းလောက်ရှိနေပြီးတော့မှဒီနိုင်ငံငယ်လေးတွေအတွက်တော့အလွန်ကြီးမားတဲ့ဂုဏ်ယူစရာပြရုပ်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီတူးမြောင်းဟာအမေရိကန်ရဲ့စီးပွားရေးနဲ့စီးရေးအတွက်လည်းအရေးပါနေစေပါ။အမေရိကန်ရဲ့တစ်နှစ်တာဒီကွန်တိန်နာတော်လာမှုရဲ့ 40 ရာခိုင်နှုန်းဟာဒီတူးမြောင်းကနေပဲဖြတ်သန်းနေတာပါ။အမေရိကန်ဟာတူးမြောင်းကိုအသုံးအများဆုံးနိုင်ငံအဖြစ်ဆက်ရှိနေသလိုအမေရိကန်စစ်တပ်ကလည်းသူတို့ရဲ့ဒီနျူကလ িয়ার ရင်ကုန်တင်ဘောတွေနဲ့စစ်တင်ဘောတွေကိုအန်တလန်တိတ်နဲ့ပစိဖိတ်ကြားမှာအမြန်ဆုံးရွှေ့ပြောင်းဖို့အတွက်ဒီတူးမြောင်းကိုအကြီးအကျယ်အသုံးပြုနေစေဖြစ်ပါတယ်။ဒါကတော့ Trump အခုလက်ရှိပြောနေတဲ့အဓိကဆွဆွေးချက်နှစ်ခုစီကိုပြန်ပြီးရောက်လာစေပါတယ်။အဲ့ဒါကတော့ပနားမားဟာအမေရိကန်ကုန်တင်ဘောတွေနဲ့စစ်တင်ဘောတွေကိုအခကြေးငွေပို့ကောင်းနေတယ်ဆိုတာတဲ့တရုတ်စစ်တပ်ကဒီတူးမြောင်းကိုတိတ်တဆိတ်ထိန်းချုပ်ထားတယ်ဆိုတာပါပဲ။ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်တွေကကမ္ဘာအရှိတော်တရုတ်ကြီးရဲ့ကဏ္ဍကဒီမှာပါလာပါပြီ။ခေါင်းစဉ်နဲ့တလွေးတွေပြောနေတယ်ဆိုပြီးတော့မှကျွန်တော်မိတ်ဆွေတွေထင်မှာစိုးလို့ပါမိတ်ဆွေတို့ရွှေစိတ်တော်ဘဝင်မကြမှာကိုလည်းစိုးထိတ်ရပါတယ်ဗျ။ Trump ကဒီသူယာဒူးမယူခင်မှာပနားမားဘက်ကအမေရိကန်တင်မောတွေအပေါ်မှာကောက်ခဲတဲ့နှုံထားတွေကိုမလျှော့ပေးရင်ပနားမားတူးမြောင်းကိုအမေရိကန်စီမေကွန်ထုတ်เสียမလို့ပဲအပိအပိုင်ပြန်ပေးဖို့တောင်းဆိုမယ်လို့တတိပေးခဲ့ပါတယ်။ဒါကြောင့် Trump ရဲ့ပထမဆုံးဆွဆွေးချက်ဖြစ်တဲ့ပနားမားကအမေရိကန်တင်မောတွေကိုဒီအခွန်အခါပိုကောင်းနေတယ်ဆိုတဲ့ကိစ္စကိုကျွန်တော်တို့အရင်ကြည့်ရအောင်ပါ။ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းပနားမားကဒီတူးမြောင်းဖြတ်ခါနှုံထားတွေကိုတိုးမြှင့်ခဲ့တာတော့အမှန်ပါပဲ။ဒါပေမဲ့ဒါဟာတူးမြောင်းလေးကိုရေပေးပို့နေတဲ့ဂါတွန်ရေကန်မှာမိုးခေါင်မှုကြောင့်ရေမျက်နှာပြင်နှင်းဆင်းတော်ပြီးတော့မှတင်မောတွေဖြတ်တန်းနိုင်တဲ့အရှိအတွက်ရောနေတော်လို့ဖြစ်ပါတယ်။ရေနေတော်လို့ဒီတင်မောတွေအရင်ကားလောက်မဖြတ်နိုင်တော့တဲ့အချိန်မှာဝေလိုအားကရှိနေတဲ့အတွက်နှုံထားတွေတက်လာတာဟာတဘာဝပါပဲ။ပနားမားကလည်းဘေးနိုင်ငံကတင်မောဖြစ်ဖြစ်ဒီနှုံထားတွေကိုဒန်းတူပဲတိုးမြင့်ခဲ့တာပါ။အမေရိကန်တင်မောတွေဟာတူးမြောင်းကိုအတုံးအများဆုံးဖောက်တည်ဖြစ်တဲ့အတွက်ဒီလိုစစ်တပ်တာမျိုးမခံရသင့်ဘူးလို့ Trump ကဆိုပါတယ်။ဒါပေမဲ့အမေရိကန်တင်မောတွေကိုပဲတီးတန့်ခွေပြီးဈေးတင်ခဲ့တာတော့မဟုတ်ပါဘူး။ပနားမားအာဏာပိုင်တွေကတော့အမေရိကန်တင်မောတွေကိုအထူးနှုံထားပေးခြင်းရင်တော့မှဒါ1989ခုနှစ်မှာရှုပ်ဆိုခဲ့တဲ့စာချုပ်ကိုရှိုးဖောက်ရာရောက်လိမ့်မယ်လို့ပြောဆိုထားပါတယ်။ကာတာတိုရီဂျိုးစာချုပ်ဟာဒီတူးမြောင်းရဲ့ထာဝရဂျာနေမှုအဆင့်အတန်းကိုဥပဒေကြောင်းအရာအခိုင်အမာပြဋ္ဌာန်းထားတာဖြစ်ပါတယ်။တူးမြောင်းကိုအသုံးပြုတဲ့အမေရိကန်တင်မောတွေကိုတခြားနိုင်ငံတွေထက်ပိုသက်သာတဲ့နှုံထားတွေပေးတာမျိုးဟာဒီနိုင်ငံတကာအမြင်မှာတော့ဒီတူးမြောင်းရဲ့ဂျာနေမှုကိုရှိုးဖောက်ရရောက်တယ်လို့ဒါဟာဘလို့မျိုးမမျှော်လင့်ထားတဲ့ရှုပ်ထွေးမှုတွေစီဥတီသွားမလဲဆိုတာမှန်လို့တော့မရနိုင်ပါဘူး။ဒါ့အပြင်အမေရိကန်စစ်သည်မောတွေဟာလည်းလက်တလောမှာပနားမားတူးမြောင်းကိုအသုံးပြုခါအတွက်ဘာမှမပေးရသလောက်ပါပဲ။2016ခုနှစ်စပြီးပြီးခဲ့တဲ့9နှစ်တာလုံးကိုကျွန်တော်တို့ခြုံကြည့်ရင်တော့မှအမေရိကန်ရေတပ်ဟာတူးမြောင်းအသုံးပြုခါအဖြစ်ပနားမားကိုဒေါ်လာ18သန်းလောက်ပဲပေးခဲ့ရတာဖြစ်ပြီးတော့ဒါဟာအင်မတန်အသုံးစရိတ်များပြားလှတဲ့အမေရိကန်စစ်တပ်အသုံးစရိတ်လောကမှာတော့ဒီစရင်အမှားလောက်ရှိတဲ့ပမာဏလေးပါပဲ။အခုဒီ Trump ကပနားမားတူးမြောင်းကိုအင်အားသုံးပြီးပြန်သိမ်းဖို့အတွက်အကြောင်းပြချက်အဖြစ်သုံးနေတဲ့နောက်ထပ်ဆွဆွေးချက်တစ်ခုကိုကျွန်တော်တို့ကြည့်အောင်ပါ။အဲ့ဒါကတော့တူးမြောင်းကိုပနားမားကမဟုတ်ပဲတရုတ်စစ်သားတွေကလေပန်းနေတယ်ဆိုတဲ့အချက်ပါ။ဒါဟာအယိုးချင်းဆုံးပြောရင်တော့မမှန်ပါဘူး။ဒါပေမဲ့ Trump ရဲ့ပြောဆိုချက်တွေနဲ့စိုးရိမ်မှုတွေရဲ့နောက်ွယ်မှာအမှန်တရားအနေငယ်တော့ရှိနေပါတယ်။လက်တလောမှာပနားမားဟာဒီတရုတ်နဲ့ဆက်ဆံရေးကိုအကြီးအကျယ်မြင့်တင်နေတာကတော့အမှန်ပါပဲ။2019ခုနှစ် Trump ရဲ့ဒီပထမသမ္မတတက်တဲ့မှာပနားမားဟာထိုင်ဝမ်နဲ့ဆက်ဆံရေးကိုဖျက်တောက်လိုက်ပြီးတော့ပြည်မကြီးကတရုတ်ကွန်မြူနစ်အစိုးရကိုပဲတရားဝင်တပ်တမန်အဖြစ်အတိအမှတ်ပြုဖို့ရွေးချယ်ခဲ့ပါတယ်။အဲ့ဒီလိုဆုံးဖြတ်ချက်ချလိုက်တာကိုပနားမားဘက်ကအမေရိကန်သံအမတ်ကိုမကြေညာခင်တနအီအလိုကြာမှတတိပေးခဲ့တာပါ။အဲ့ဒီချိန်ကစပြီးတော့မှတရုတ်ဟာပနားမားရဲ့စီးပွားရေးတွေကိုတိတိတတ်တာထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ပနားမားဟာတရုတ်ရဲ့ဒီပိုလန်မာစီမံကိန်းမှာပါဝင်တဲ့ပထမဆုံးလက်တင်အမေရိကနိုင်ငံဖြစ်လာခဲ့တယ်လို့2019မှာဒီတရုတ်သမ္မတရှီကျင်းဖျင်ကိုယ်တိုင်ပနားမားကိုလာရောက်လေပတ်ခဲ့ပါတယ်။ပိုလန်မာစီမံကိန်းမှာပါဝင်ပြီးကတည်းကတရုတ်ဟာဆိုရင်ပနားမားရဲ့အခြေခံအဆောက်အုံတွေမှာဒေါ်လာ1.4 ဘီလီယံလောက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အမေရိကန်ကပနားမားမှာတစ်သက်လုံးရင်းနှီးမြှုပ်နှံထားတဲ့စုစုပေါင်းဒေါ်လာ3.8 ဘီလီယံနဲ့ရှင်ကြည့်ရင်တရုတ်ဟာအမေရိကန်ရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏကိုအလင်းရဲ့အမြင်လိုက်မိလာနေတာပါ။တရုတ်ဟာလည်းပနားမားတူးမြောင်းကိုဒုတိယအသုံးအများဆုံးနိုင်ငံလည်းဖြစ်လာပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့အသုံးပြုမှုနှုန်းကိုတော့အဝေးကြီးလိုပါသေးတယ်။1990ပြည့်လွန်နှစ်တွေမှာပနားမားအမေရိကန်စီကနေတူးမြောင်းကိုအပြည့်အဝလွှဲယူဖို့ပြင်ဆင်နေချိန်မှာတူးမြောင်းတစ်ချောင်းနဲ့အနီးတစ်ဝိုက်ကကုန်တင်စကန်တွေကိုလေပတ်ဖို့အတွက်ပနားမားအစိုးရကတင်တာခေါ်ယူခဲ့ပါတယ်။အဲ့ဒီတင်တာမှာနိုင်ငံတကာကုမ္ပဏီအစိုးလုတ်ပိုင်ခွင့်ရခဲ့ကြတဲ့အခါမှာဒီ Hutchison Post ဆိုတဲ့ဒီကုမ္ပဏီလည်းပါဝင်ခဲ့ပါတယ်။
သူဟာတရုတ်နိုင်ငံရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဟောင်ကောင်အရှေ့ဆိုင် CK Hutchison Holding ရဲ့လက်အောက်ခံပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်ပြီးတော့1990ခုနှစ်မှာပနာမအစိုးရကိုစားစိတ်ကန်းတစ်ခုကိုစီမံခန့်ခွဲခွင့်ရခဲ့ပါတယ်။တစ်ခုက Atlantic ဘက်က Crystal Bay မှာဖြစ်ပြီးတော့နောက်တစ်ခုကတော့ Pacific ဘက်က Bebo မှာဖြစ်ပါတယ်။အဲ့ဒီအချိန်ကတူးမြောင်ရဲ့ထိန်းနှစ်ဖက်စလုံးကစိတ်ကန်းတွေကိုတော့မှဟောင်ကောင်အရှေ့ဆိုင်တရုတ်ကုမ္ပဏီတစ်ခုကိုပေးလိုက်တဲ့အတွက်ဝါရှင်တန်မှာစိုးရိမ်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကဒီ American နိုင်ငံသားရေးဌာနကဒီကိစ္စကိုအသေးအချာသူပြစ်တနာလုပ်ခဲ့ပြီးတဲ့နောက်တူးမြောင်လွှဲပြောင်းပေးခါနီ1999မှာအစီရင်ခံစာထုတ်ခဲ့ပါတယ်။အဲ့ဒီမှာတရုတ်ပြည်သူသမ္မတနိုင်ငံဟာတူးမြောင်လေပတ်မှုကိုထိန်းချုပ်နိုင်တဲ့အနေအထားမှာရှိမယ်ဆိုတဲ့ကောက်ဆက်ကိုထောက်ခံနိုင်မဲ့ဘေးသက်တဲ့အထောက်အထားမှာငါတို့ရှာမတွေ့ခဲ့ဘူးလို့ဖော်ပြထားပါတယ်။ဒါပေမဲ့ CK Hutchison ကပနာမစစ်ကန်းတွေရဲ့လုတ်ပိုင်ခွင့်ကိုရခဲ့တဲ့အချိန်ကဟောင်ကောင်ဟာဆိုရင်ဒီတရုတ်နိုင်ငံအတွင်းမှာပေါ့နော်ဒီပြည်မကြီးကကွန်မြူနစ်ပါတီနဲ့လုံးဝမတူတဲ့ခိုင်မာတဲ့ဒီမိုကရေစီကိုပိုင်အုပ်ချုပ်ခွင့်ရမြို့တစ်မြို့အဖြစ်ရှိနေတဲ့အချိန်ဖြစ်ပါတယ်။မကြသေးခင်ဒီ2020မှာတော့တရုတ်ကဒီဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကိုအတည်ပြုလိုက်ပြီးတဲ့နောက်တရုတ်ကွန်မြူနစ်ပါတီဟာဟောင်ကောင်အပေါ်မှာဓာတ်ရိုက်ထိန်းချုပ်မှုကိုအပြည့်အဝမြင့်တင်ခဲ့ပြီးတော့ဒီဟောင်ကောင်ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကလည်းအတော်လေးကိုပြတ်ပြတ်တော့ခဲ့ပါတယ်။ဒါကြောင့် CK Hutchison လိုဟောင်ကောင်အခြေစိုက်ကုမ္ပဏီတွေအပေါ်မှာတရုတ်အစိုးရရဲ့ဩဇာလွှမ်းမိုးမှုဟာအရင်ကထက်ပိုများလာနိုင်တဲ့အခြေအနေဖြစ်လာပါတယ်။2021ခုနှစ်မှာပနာမကဒီ CK Hutchison ကိုစိတ်ကန်းလုတ်ပိုင်ခွင့်25နှစ်ထပ်တိုးပေးလိုက်ပြီး2046အထိသက်တမ်းတိုးပေးလိုက်တဲ့အခါမှာတော့ American အစိုးရဘက်ကပို့ပြီးစိုးရိမ်သွားခဲ့ပါတယ်။တကယ်တော့ CK Hutchison ကဒီစိတ်ကန်းတွေကိုထိန်းချုပ်ထားတာဟာသူ့အလိုလိုတော့ဘာမှမကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာမဟုတ်ပါဘူး။သူတို့ဟာပနာမကစိတ်ကန်းတစ်ခုအပြင်ပေါ့နော်ဒီဥရောပလက်တက်အမေရိကပြီးရင်အာဖရိကအာရှနဲ့ဩစတြေးလျအပါအဝင်တကမ္ဘာလုံးမှာနောက်ထပ်စိတ်ကန်းပေါင်း50တခုကိုလေပတ်နေတာပါ။ဒါပေမဲ့လည်းပနာမကသူတို့စိတ်ကန်းတွေနဲ့ပတ်သက်ပြီး American မှာအတန်ထွက်နေတဲ့အမျိုးသားလုံခြုံရေးစိုးရိမ်မှုတွေကိုတော့မရက်တန့်စေနိုင်ခဲ့ပါဘူး။ Trump ဆိုရရဲ့ American နိုင်ငံသားရေးဝန်ကြီး Marco Rubio ကလွှတ်တော်မှာပြုလုပ်ခဲ့တဲ့အတည်ပြုချက်ကြားနာပွဲမှာတကယ်လို့ပဋိပက္ခဖြစ်တဲ့အချိန်မှာဒီကုမ္ပဏီတွေကတူးမြောင်ရဲ့ထိန်းနှစ်ဖက်လုံးကိုထိန်းချုပ်ထားပြီးတော့တရုတ်ကသူတို့ကိုတူးမြောင်ပေးလိုက် American ကိုပေးမဖြတ်နိုင်လို့ခိုင်းလာရင်ငါတို့အတွက်စီးပွားရေးရောအမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးမှာပါပြဿနာအကြီးအကျယ်တဲလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။သူကဆက်ပြီးတော့တရုတ်ဟာပဋိပက္ခဖြစ်ချိန်မှာဒီစိတ်ကန်းတွေကိုတုံးပြီးတူးမြောင်ကိုပိတ်ဆို့ထားတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲပြစ်နိုင်ပြီးတော့မှဒါဟာ American ရဲ့အမျိုးသားလုံခြုံရေးကိုဓာတ်ရိုက်ချိတ်ဆောက်တာပဲလို့လည်းပြောခဲ့ပါတယ်။အခုဒီ CK Hutchison လေပန်းနေတဲ့စိတ်ကန်းတွေဟာတူးမြောင်ရဲ့ဒီထိန်းနှစ်ဖက်မှာရှိနေတာမှန်ပေမဲ့သူတို့ဟာတူးမြောင်တွေဝင်ဖို့ထွက်ဖို့တကားပေါက်တွေတော့မဟုတ်ကြပါဘူး။အဲ့ဒါတွေကကုန်စည်တွေကိုပဲကင်တွေတဲ့စိတ်ကန်းတွေဖြစ်ပြီးတော့သင်္ဘောတွေဟာတူးမြောင်တွေဝင်ဖို့ဒါမှမဟုတ်ထွက်ဖို့အတွက်ဒီစိတ်ကန်းတွေကိုဖြတ်သွားစရာမလိုပါဘူး။ဒါပေမဲ့လည်းစစ်ပွဲဖြစ်လာမဲ့အစီအနေပေါ့နော်ဒါမှမဟုတ်ဒီစစ်မဖြစ်ခင်အကျိုးကာလတွေမှာ American ရဲ့အကျိုးစီးပွားအတွက်ချိန်ချောက်မှုမရှိနိုင်ဘူးလို့တော့တန်အပ်ပြောလို့မရပါဘူး။တရုတ်အစိုးရဟာဒီ CK Hutchison ကိုဖိအားပေးတာမျိုးဒါမှမဟုတ်ဒီကုမ္ပဏီကိုနိုင်ငံပိုင်သိမ်းပြီးတော့မှပနာမကစိတ်ကန်းတွေကိုသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုအသုံးချတာမျိုးလုပ်လာနိုင်ပါတယ်။တရုတ်ပြည်သူ့လက်မြောက်ရေးတပ်မတော် PLA ဟာစိတ်ကန်းအလုံသမားတွေကြားထဲမှာဒီစစ်သားတွေဒါမှမဟုတ်ဖျက်ဆီးရေးသမားတွေကိုခွက်ထားနိုင်တယ်လို့ဟောင်ကောင်အပေါ်မှာဒီတရုတ်ရဲ့ထိန်းချုပ်မှုပုံများလာတဲ့အတွက် CK Hutchison အနေနဲ့ဒီဘေကျင်းကိုပကြောမှ no လို့ညှင်းနိုင်တဲ့အနေအထားမှာမရှိတော့ဘူးဆိုတဲ့စိုးရိမ်မှုတွေကရှိနေပါတယ်။အခုတော့မှဒီတူးမြောင်ရဲ့ထိန်းနှစ်ဖက်ကစိတ်ကန်းတွေဟာဆိုရင်တူးမြောင်ကိုဖျက်တော်တဲ့ American စစ်သင်္ဘောတွေနဲ့ရင်ငုတ်သင်္ဘောအမျိုးအစားတွေရဲ့ဖျက်ဆီးမှုအကြိမ်အရေအတွက်တွေကိုဘေကျင်းစီဓာတ်ရိုက်အစီရင်ခံနေနိုင်ပြီးတော့မှဒါ American စစ်သင်္ဘောအုပ်စုတွေဘေးအစိမ်မှာဘေးသမုဒ္ဒရာတွေမှာရှိနေတယ်လဲဆိုတာကိုတရုတ်ကသိနေအောင်လုပ်ပေးနိုင်ပါတယ်။2024ခုနှစ်မဲလာတုန်းကဒီဘာတီမိုးမှာကွန်တိန်နာသင်္ဘောဟာဆဲရှိုးယွင်းပြီးတော့မှ Francis Cocky တထားကိုဝင်တိုင်းပြီးလို့တထားပြိုကျပြီးဒီစစ်တပတ်ကြာစိတ်ကန်းပိတ်သွားခဲ့တယ်လို့မျိုးပဲပေါ့နော်။တရုတ်ကဒီတူးမြောင်းကိုဖြတ်ထားတဲ့တထားတွေကိုသင်္ဘောနဲ့တမင်တကာတိုက်ခိုင်းတာမျိုးလုပ်လာနိုင်ပါတယ်။ဒါမှမဟုတ်2021ခုနှစ်တုန်းကစူအက်တူးမြောင်းမှာကွန်တိန်နာသင်္ဘောတောင်တင်ပြီးတော့မှ6ရက်ကျော်ကြာအောင်လမ်းပိတ်သွားခဲ့တယ်လို့မျိုးပဲတရုတ်ကဒီပနာမတူးမြောင်းလေးမှာသင်္ဘောကိုတမင်တောင်တင်အောင်လုပ်လာနိုင်ပါတယ်။ထိုင်ဝမ်ရဲ့အနာဂတ်အတွက်စစ်ဖြစ်လာမယ်ဆိုရင်ဒီ American ရေတပ်ဟာအရှေ့ဘက်ကမ်းရိုးတန်းကနေပစိဖိတ်သမုဒ္ဒရာစီကိုစစ်သင်္ဘောတွေနဲ့ရင်ကုန်သင်္ဘောတွေအမြန်ဆုံးပို့ဖို့ပနာမတူးမြောင်းကိုမဖြစ်မနေသုံးရမှာပါ။တကယ်လို့ပနာမက CK Hutchison ရဲ့စိတ်ကဲတစ်ခုခုကနေတရုတ်ဟာတူးမြောင်းကိုအောင်မြင်ဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင်ဒါဟာစစ်ပွဲအတွက်အဆုံးအဖြတ်ဖြစ်သွားနိုင်ပါတယ်။ဒါဟာအရှေ့ဘက်ကမ်းရိုးတန်းက American စစ်သင်္ဘောတွေကိုတောင်အမေရိကတိုက်ကြီးတစ်ခုလုံးကိုပတ်တော်ရတဲ့အဝေးကြီးလမ်းကိုရွေးခိုင်းတယ်လို့ဖြစ်သွားမှာဖြစ်ပြီးတော့
ဒါဟာခရီးစဉ်အတွက်နောက်ထပ်6ရက်ပို့ပြီးကြာတော့စီမှာပါအဲ့ဒီလိုမျိုးအလွန်အရေးကြီးတဲ့ဒီ6ရက်ဆိုတဲ့အချိန်ဟာအမေရိကန်ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကနေစစ်ကူတွေရောက်လာပါကိုစိတ်ပူစေရမလို့ပဲတရုတ်ရည်တဲ့အနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်ဖို့အတွက်လုံလောက်တဲ့အချိန်လည်းဖြစ်ပါတယ်ဒီလိုစိုးရင်ပူပယ်မှုတွေကပဲဒီ Trump အစိုးရရဲ့ဒေါ်လာနဲ့အာယုံဆိုင်မှုတွေကိုပနာမာအပေါ်မှာတာရောက်လာစေတာပါဒါပေမဲ့အင်အားသုံးပြီးတော့တူးမြောင်းကိုအတင်းအဓမ္မပြန်သိမ်းတာမျိုးမလုပ်ပဲဒီစိုးရင်မှုတွေကိုဖြစ်ရှင်းဖို့အမေရိကန်မှာတခြားရွေးချယ်စရာနည်းလမ်းတွေလည်းအများကြီးရှိနေပါတယ်အမေရိကန်ဒါမှမဟုတ်ပနာမာဒါမှမဟုတ်ပဲနှစ်နိုင်ငံပေါင်းပြီးတော့မှစီကေဟက်ရှိဆွန်ရဲ့စိတ်ကမ်းတွေကိုဝေယူဖို့ကမ်းလှမ်းပြီးတရုတ်ရဲ့ပါဝင်ပတ်သက်မှုကိုဖေရှားပြလို့ရပါတယ်တရုတ်အစိုးရရဲ့ဖိအားကြောင့်ကုမ္ပဏီဘက်ကရောင်းမိုးညင်းဆိုတာမျိုးတော့ရှိနိုင်ပါတယ်အဲ့ဒီလိုအခြေအနေမျိုးမှာတော့ပထမအစိုးရကတင်းတော်တဲ့ရော်ကြေးပေးပြီးတော့မှဒီစိတ်ကမ်းတွေကိုနိုင်ငံပိုင်သိမ်းဖို့စဉ်းစားလို့ရပါတယ်ဒီလိုနိုင်ငံပိုင်သိမ်းဖို့ဆိုရင်ပထမအနေနဲ့ American စီကနေအကြီးအကျယ်ထောက်ပံ့မှုတွေလိုအပ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့တရုတ်ကတာကိုအရင်ဒေါ်လာထွက်မှာတေချာလို့ပါအဲ့ဒါအပြင်တခြားကုမ္ပဏီတွေကလည်းပနာမာကဒီသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်းအချိန်မရွေးနိုင်ငံပိုင်သိမ်းသွားနိုင်တယ်ဆိုတော့စံနမူနာဆိုတစ်ခုဖြစ်သွားမှာကိုစိုးရိမ်ကြမှာပါပနာမာဘက်ကတော့ trend ကိုစိတ်အေးစေဖို့အတွက်သူတို့နိုင်ငံမှာရှိတဲ့ CK Hashi ဆိုစိတ်ကမ်းတွေကိုဗန်ဒါရေးဆိုင်ရာစစ်ဆေးမှုတွေလုပ်မယ်လို့ကြေညာပြီးအခြေအနေကိုထိန်းဖို့ကြိုးစားခဲ့ပါတယ်အဲ့ဒီစစ်ဆေးမှုတွေကနေတဆင့်ကုမ္ပဏီရဲ့စိတ်ကမ်းလုပ်ပိုင်ခွင့်တွေကိုပေးဖြဲဖို့အကြောင်းပြချက်တွေရှာတွေ့နိုင်ပြီးတော့မှဒါ American သမ္မတ Trump ကိုစိတ်ကျေနပ်အောင်လုပ်ပေးနိုင်တဲ့နည်းလမ်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဘာမှရှာမတွေ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ American ဆိုရအနေနဲ့တရုတ်ကုမ္ပဏီကစိတ်ကမ်းတွေမှာခန်းထားတဲ့ဒီအလို့သမားတွေရဲ့နောက်ကျောင်းကိုပနာမာဘက်ကနေပို့ပြီးတင်းကျပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့ကိုလည်းတောက်ဆိုနိုင်ပါတယ်။ပြီးတော့ Trend အနေနဲ့တူးမြောင်းကိုပြန်သိမ်းဖို့စီးပွားရေးအရာဒါမှမဟုတ်ဒီစီးရေးအရာအင်အားသုံးတာမျိုးကိုလည်းလုပ်လာနိုင်ပါတယ်။ဒါပေမဲ့စီးပွားရေးအရာအင်အားသုံးတာဟာတိတ်တော့ထိရောက်မှာမဟုတ်ပါဘူး။ American ကပနာမာကိုစီးပွားရေးပိတ်ဆို့မှုလုပ်မယ်ဆိုရင်ဒါဟာ American တနိုင်ငံတည်းလုပ်တဲ့အရာဖြစ်နေမှာဖြစ်ပြီးတော့တခြားဗီနိုင်ငံကမှပါဝင်လာမှာမဟုတ်တဲ့အတွက်ပါရုရှားအီရန်ဒါမှမဟုတ်မြောက်ကိုရီးယားတို့အပေါ်မှာလုပ်တဲ့ပိတ်ဆို့မှုတွေနဲ့မတူတာကပထမဟာသူတို့အလိုရှိတဲ့တခြားဗီနိုင်ငံနဲ့မဆိုကုန်တွေလို့ရနေတဲ့အတွက် American ရဲ့ပိတ်ဆို့မှုဟာအရာရောက်မှာမဟုတ်ပါဘူးအဲ့ဒါပြင်ဒါဟာအခုချိန်မှာ American ရဲ့ရင်းနှီးတဲ့မဟာမိတ်ဖြစ်နေတဲ့ပနာမာကို American နဲ့ဝေးကွာတော်စေပြီးတော့မှတရုတ်လက်ထဲကိုတွန်းပို့လိုက်တယ်လို့ဖြစ်တော့ပါလိမ့်မယ်ဒါဆိုရင် trend ဆိုရင်နေတဲ့အခြေအနေတွေဟာပိုပြီးဆိုးတော့ဖို့ပဲရှိပါတယ်ဒါပေမဲ့တန်တရားဖြစ်စရာမလိုတာကတော့ Trend အစိုးရလုံလိုက်သမျှတွေမှာအဆိုးဆုံးရွေးချယ်မှုဟာတူးမြောင်းကိုပြန်သိမ်းဖို့အတွက်ပနာမာကိုစစ်အင်အားသုံးပြီးတော့မှအလုံးအရင်နဲ့ကျူးကျော်တိုက်ခိုက်တာပဲဖြစ်ပါလိမ့်မယ်ပထမဆုံးအနေနဲ့ဒီ Trend ရဲ့မကြသေးခင်က message တွေမထွက်ခင်အထိပေါ့နော်ပနာမာဟာ American ကိုအတော်လေးထောက်ခံတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်သူတို့ရဲ့သမ္မတဟာ conservative တယောက်ဖြစ်တယ်လို့နိုင်ငံရဲ့အကြီးဆုံးမျိုးဖြစ်တဲ့ပနာမာ City ရဲ့မြို့တော်ဝန်ကလည်းသူ့ရဲ့လူမှုကွန်ရက်တွေမှာTrend နဲ့ American ကိုအကြီးအကျယ်အားပေးကြောင်းပွင့်ပွင့်လင်းလင်းဖော်ပြထားသူတွေပါအဲ့ဒါပြင်ပနာမာဟာဗင်နီဇွဲလားဟေတီနဲ့ဒီအီကွေဒေါနိုင်ငံတွေကနေကိုလံဘီယာကိုဖျက်ပြီးတော့ American ကိုတောနေချတဲ့ဒုက္ခသည်တွေတုံတဲ့အလွန်အန္တရာယ်များတဲ့ Darien Gap တောနယ်လမ်းကြောင်းကနေတရားမဝင်ဝင်ရောက်မှုတွေကိုတားဆီးဖို့အတွက် American နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်နေတဲ့နိုင်ငံပါတကယ်လို့ American စစ်တပ်ကပနာမာကိုကျူးကျော်ပြီးတူးမြောင်းကိုအတင်းသိမ်းလိုက်မယ်ဆိုရင် Darien Gap မှာလုံနေတဲ့ဒီပူပေါင်းဆောင်ရွက်မှုတွေဟာအပိအပိုင်ပျက်စီးသွားပါလိမ့်မယ်1989ကာတာတိုရီဂျိုစာချုပ်ပါဂရီကဝက်တွေကိုအထင်အရှားရှိုးဖောက်လိုက်တဲ့အတွက်အမေရိကန်ဟာပြုပြင်လို့မရနိုင်တဲ့တန်တမန်ရေးရာထိခိုက်မှုတွေနဲ့သူတို့ရဲ့ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကလည်းပျက်စီးစေပါလိမ့်မယ်ပထမတူမြောက်ဟာတမိုင်းကြောင်အရာအမေရိကန်ပိုင်ဖြစ်ပြီးတော့အမေရိကန်ပိုင်တင်တဲ့အရာကိုပြန်သိမ်းတာပါဆိုတဲ့ Trend ရဲ့ဒီအကြောင်းပြချက်ဟာလေယူကရိန်းမှာရုရှားပိုင်ဆိုင်ခဲ့တဲ့နေမြေဟောင်းတွေကိုပြန်သိမ်းတာပါဆိုတဲ့ဗလာဒီမာပူတင်ရဲ့အကြောင်းပြချက်ဒါမှမဟုတ်ဒီထိုင်ဝမ်နဲ့တောင်တရုတ်ပင်လယ်မှာတရုတ်နေမြေဟောင်းတွေကိုပြန်သိမ်းတာပါဆိုတဲ့ချီချင်းဖြန်ရဲ့အကြောင်းပြချက်တွေနဲ့ဘာမှတော့ကွေးပြားမှာမဟုတ်တော့ပါဘူးအတူတူပါပဲဒါတွေအလုံးဟာကမ္ဘာပေါ်မှာရှိတဲ့အမေရိကန်ရဲ့တန်တမန်ရေးရာဩဇာအာဏာကိုအကြီးအကျယ်ထိခိုက်စေမှာဖြစ်ပြီးတော့အမေရိကန်ရဲ့ဟန်ဆောင်ကောင်းမှုတွေကိုကမ္ဘာလုံးမြင်တော့အောင်ပြသလိုက်တယ်လို့ဖြစ်ပါလိမ့်မယ် theory အရဆိုရင်တော့ဒီနေ့ခေတ်မှာပနာမာကိုအမေရိကန်ကစီးရေးအရာကျူးကျော်ဖို့ဟာလွန်ခဲ့တဲ့36နှစ်ဒီ1989တုန်းကထက်တောင်မှပိုပြီးလွယ်ကူနိုင်ပါတယ်။ဘာလို့လဲဆိုတော့ဒီနေ့ပနာမာမှာပုံမှန်စစ်တပ်ဆိုတာလုံးဝမရှိတော့ပဲအပေါ်စားလက်နက်ကင်ပြည်တွဲလုံခြုံရေးတပ်ဖွဲ့လေးပဲရှိပြီးတော့သူတို့ရဲ့တနည်းစာအသုံးစရိတ်ဟာ American စစ်တပ်ရဲ့9နာရီစာအသုံးစရိတ်လောက်ပဲရှိလို့ပါ။ American စစ်တပ်ဟာပနာမာကိုအလွယ်တကူအနိုင်ယူပြီးတူးမြောင်းကိုပြန်သိမ်းနိုင်ပြီပဲဒါဟာနောက်ဆက်တွဲလိုက်လာမဲ့အိမ်မက်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။လူကြိုက်မများတဲ့အာဏာရှင်ကိုဖြုတ်ချပြီးတော့ဒီမိုကရေစီကိုပြန်ဖော်ဆောင်ပေးခဲ့တဲ့ဒီ1989ကျူးကျော်မှုနဲ့မတူတာကဘာလဲဆိုတော့
အခုခေတ်မှာတူးမြောင်းကိုထိန်းချုပ်ဖို့ကျူးကျော်တာဟာနေရှိပြီးနေမြေလူးတာကလွဲလို့တခြားဘာမှမဟုတ်ဘူးလို့ပဲအမြင်ခံရမှာပါတူးမြောင်းပေးမှာပနာမာစီတီလို့လူဦးရေတသန်းကျော်ရှိတဲ့မြို့ကြီးတွေရှိနေပြီးတော့မှအဲ့ဒါဟာပစည်းပိတ်ဘက်ကတူးမြောင်းအဝင်ဝါနဲ့ဓာတ်ရိုက်ထိစက်နေပါတယ်ကျူးကျော်မှုတွေကြောင့်အဲ့ဒီကအရဲသားတွေထိခိုက်နိုင်တယ်လို့ကျူးကျော်သူတွေဟာစစ်ဆက်ရေးဧရိယာတွေရဲ့အနီးအနားမှာအကြီးအကျယ်အကြမ်းဖက်ဆန္ဒပြမှုတွေကိုမလွတ်မသွေရင်ဆိုင်ရမှာပါတကယ်လို့ကျူးကျော်တဲ့သူတွေဟာပနာမာနေမြေကိုပြန်ပြီးတီထောင်လိုက်မယ်ဆိုရင်သူတို့ဟာဒေါသထွက်နေတဲ့ပနာမာပြည်သူ4.3 သန်းကျော်ဝိုင်းရံထားတဲ့နေမြေကျင်းကျင်းလေးတွေမှာပိတ်မိနေပါလိမ့်မယ်အမေရိကန်ကတူးမြောင်းကိုပြန်သိမ်းတာကိုစမ်းကျင်တဲ့လက်နက်ကိုင်ပုံကမှုတွေကလည်းမလွတ်မသွေဖြစ်လာမှာဖြစ်ပြီးတော့အမေရိကန်ဟာတူးမြောင်းကိုကာကွယ်ဖို့အတွက်အချိန်အကန့်အသတ်မရှိရုန်းကန်ရမယ်ရှုံးလွန်အသေးတစ်ခုတွေကိုရောက်တော့ပါလိမ့်မယ်ခေတ်မီတိုက်ခိုက်ရေးနည်းပညာတွေကြောင့်လည်းရန်လုံနေတဲ့ပနာမာပြည်သူတန်ပေါင်းများစွာကြားမှာတူးမြောင်းကိုကာကွယ်ဖို့ဆိုတာအရင်ကတည်းကပိုပြီးခက်ခဲတာပါလိမ့်မယ်ယူကရိန်းတွေကရုရှားကိုတိုက်ဖို့ဒရုန်းတွေကိုလက်နက်တပွေဘလို့သုံးခဲ့တယ်လဲဆိုတာနဲ့ရီမန်ကဟူဒီတွေကဒီပေလီနီတွေကတင်မောတွေကိုတိုက်ခိုက်ဖို့ဒရုန်းတွေကိုဘလို့သုံးခဲ့တယ်လဲဆိုတာကဘာကတွေးမြင်ပြီးပါပြီနိုင်ငံခြားကအမေရိကန်ရဲ့ရန်သူတွေစီကနေလန်ဒန်နဲ့အကူအညီတွေရားနိုင်မဲ့ပနာမာပုံငယ်သူတွေဟာတူးမြောင်းလေပယ်မှုကိုဖျက်ဆီးဖို့ခဏခဏစူးစမ်းလာမှာဖြစ်ပြီးတော့ဈေးပေါ်တဲ့ဒီဖောက်ခွေးရဒရုန်းတွေကိုသုံးပြီးတူးမြောင်းနဲ့ဖြတ်သန်းနေတဲ့အမေရိကန်စစ်သည်မောတွေကိုအမြဲတမ်းတိုက်ခိုက်နေပါလိမ့်မယ်ဟူဒီတွေကပင်လီဒီမှာလုခဲ့တယ်လို့မျိုးဒါမှမဟုတ်ယူကရိန်းကပင်လီထဲမှာရုရှားကိုလုခဲ့တယ်လို့မျိုးပနာမာပုံငယ်သူတွေကတူးမြောင်းကိုခဏခဏတိုက်ခိုက်နေမယ်ဆိုရင်တော့အာမခံကုမ္ပဏီတွေကဒီတူးမြောင်းကိုဖြတ်မဲ့သင်္ဘောတွေကိုအာမခံမပေးတော့တဲ့အထိဖြစ်သွားနိုင်ပါတယ်ဒါဟာတူးမြောင်းနေမြေကိုပြန်ထိန်းဖို့စ조사တဲ့အမေရိကန်အတွက်စီးကြီးအရာအိမ်မက်ဆိုကြီးဖြစ်လာမှာဖြစ်ပြီးတော့အဲ့ဒီမှာအမေရိကန်စစ်တပ်ကိုအမြဲတမ်းအလုံးအရင်နဲ့ရှာထားပြီးတိုက်ခိုက်နေရမှာဖြစ်တဲ့အတွက်လူအသက်တွေရောငွေကြေးတွေပါအများကြီးဆုံးရှုံးရပါလိမ့်မယ်ပနာမာဟာတူးမြောင်းအပေါ်မှာသူတို့ရဲ့ထိန်းချုပ်မှုကိုလက်လွှဲဖို့အတွက်ဗဒေါမှထပ်ပြီးညှိနှိုင်းမှာမဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့ဒီတူးမြောင်းဟာပနာမာရဲ့ခေတ်သစ်ဝိသေသလက္ခဏာနဲ့သူတို့ရဲ့လူနေမှုဘဝအတွက်အရှိကန်အကြားဆုံးအရာဖြစ်နေလို့ပါပနာမာကတူးမြောင်းကိုလက်လွှဲဖို့ဒါမှမဟုတ်ရောင်းဖို့သဘောတူမဲ့အရှင်နေဆိုတာလုံးဝမရှိနိုင်ပါဘူးဒါကြောင့်ပနာမာအပေါ်မှာထရန်ရဲ့ချိန်ချောက်မှုတွေဟာတရုတ်နဲ့ဆက်ဆံရေးဖြတ်ဖို့နဲ့တရုတ်ပိုင်စိတ်ကဲတွေကိုနှင်ထုတ်ဖို့ဖိအားပေးတာပဲဖြစ်ရမယ်ဒါမှမဟုတ်ရင်သူကတကယ်ကိုကျူးကျော်ဖို့စဉ်းစားနေတာဖြစ်ပါလိမ့်မယ်ပနာမာကတူးမြောင်းကိုညှိနှိုင်းမှလည်းမဟုတ်ရောင်းမှလည်းမဟုတ်တဲ့အတွက်ကြောင့်ပဲထရန်အနေနဲ့တူးမြောင်းကိုအမေရိကန်လက်ထဲပြန်ရောက်အောင်လုပ်ဖို့ဆိုရင်စီးရဲနည်းလည်းတစ်ခုပဲရှိပါတော့တယ်ဒါဟာလည်းလုံနိုင်သမျှတွေမှာအဆိုးဆုံးဆုံးဖြတ်ချက်ဖြစ်ပြီးတော့မှဩဇာအာဏာရှိတဲ့သူတိုင်းဒီစီးရဲနည်းလမ်းကိုလုံးဝအကောင်အထည်မဖော်ဖြစ်အောင်တဲနိုင်သမျှတားဆီးတင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုအဆုံးထိနားထောင်လိုက်တဲ့အခါမှာကျွန်တော်မိတ်ဆွေအနေနဲ့ပနာမာကဘယ်လိုဖြစ်လာတယ်လဲပနာမာနဲ့အမေရိကန်ကြားမှာဘယ်လိုဆက်ဆံရေးတွေရှိတယ်လဲပနာမာကိုတရုတ်ကမောင်ပိုင်စီးဖို့ဘယ်လိုတွေစူးစမ်းလာတယ်လဲအဲ့ဒါတွေကအမေရိကန်အပေါ်မှာဘယ်လိုမျိုးအချိန်ချောက်မှုတွေဖြစ်နေတယ်လဲအဲ့ဒါတွေကြောင့်အမေရိကန်ကဘယ်လိုနည်းတွေနဲ့ပနာမာကိုတဖန်ပြန်လေပြီးရယူနိုင်မလဲပေါ့နော်ဒီစီးပွားရေးစီးရေးနိုင်ငံရေးအဲ့ဒီ၃ရက်စလုံးကိုကျွန်တော်ပြည့်စုံတင်ဆက်ပေးတော့တာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့ဆိုရင်တော့ comment လေးမှာ ENDM ဆိုပြီးတော့မှရေးပေးခဲ့ပါဦးခင်ဗျအဲ့ဒီမိတ်ဆွေရေးပေးခဲ့တဲ့ comment လေးတစ်စောင်းကပဲကျွန်တော်အတွက်နောက်ထပ်ဒီ quality content တွေဖန်တီးဖို့အတွက်အားဖြစ်စေတဲ့အတွက်ပါနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကျင်းမာနဲ့ပြန်တွေ့ကြရအောင်ပါအကောင်းဆုံးအသက်သာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီလူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောင်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှာဈေးနှုန်းသက်သာဆုံးနဲ့အမြတ်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39 668 911 625နဲ့39 905 853 442တို့နဲ့ကျမတို့ရဲ့ Facebook page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။